ရွှေမန်းသူလေးနဲ့ဘသူတွေကထားတာလဲဆိုတာအတူတူကြည့်လိုက်ရအောင်နော်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်